Hello ကျမကတော့အလိမ္မာပါအလိမ္မာ sharing channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီ GFT နဲ့တခုတိတ် exam date လေးတွေကိုသင်ပေးလိုက်တယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်တော့တစ်လနီးပါးရှိရဲ့ဒီ2လပိုင်းအတွက်မန္တလေးမှာဆိုလို့ရှိရင်တော့ရက်လေးတွေကနည်းနေပါတယ်နော်3လပိုင်းမှာဆိုရင်ပိုလို့တောင်နည်းပါတယ်ရန်ကုန်မှာဆိုလို့ရှိရင်လည်း10ရက်နေ့ထိပဲရှိတယ်မန္တလေးမှာဆိုလို့ရှိရင်လည်း10ရက်နေ့ထိပဲရှိပါတယ်ဒါကြောင့်မလို့2လပိုင်းနဲ့3လပိုင်းဖြည့်မယ်လို့တွေးထားတဲ့လူတွေကဖောင်ရအောင်ကြိုပြီးတော့တင်ထားမှရပါပေါ့နော်ကိုယ်တိုင်မတင်တက်လို့ရှိရင်လည်းဖောင် service အထားပါရပါမယ်ကဲလို့ဖောင် service မအပ်ချင်ဘူးကိုကအယုံကြည်မရှိဘူးကိုယ်တိုင်တင်ချင်တယ်ဆိုလို့ရှိရင်မလောက်တတ်ဘူးဘလို့ကနေဘလို့စလို့ရမလဲနားမလဲလို့ရလဲအလိမ္မာစီမှာလာမေးလို့ရပါတယ်เนาะတင်ထားပြီးတဲ့ဖုန်းနံပါတ်နဲ့ Viber Telegram မှာဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်တချို့ကလည်းဒီကိုရိုင်းဆိုလို့ရှိရင်အလုပ်ရှုပ်တယ် service အချင်းနေဆိုလို့ရှိရင်တော့တခြားဒီ service တမိုင်းစီမှာလည်းအလုပ်ရသလိုအလိမ္မာစီမှာလည်းအလုပ်ရပါတယ်အလိမ္မာတို့ယုံကြည်တဲ့ service အနိုင်ပါတယ်ဒီ form တင်ပေးတာလည်းဒီလွန်ခဲ့တဲ့နှစ်ပေါ့နော်ဒီ2025နှစ်ဝက်လောက်တုန်းကရင်းစပြီးတော့အလိမ္မာခိုက်ကော့ဖြေတာကဒီ entry ဖြေပြီးတော့9လပိုင်းပေါ့နော်28ရက်နေ့လောက်မှာအလိမ္မာဖြေတယ်အဲ့ဒီနောက်ပိုင်းကိုရိုင်းတင်ကိုရိုင်းဖြေပြီးတော့မှဒီ form service ကိုစပေးတာဖြစ်တဲ့အတွက်စိတ်ချလက်ချနဲ့အလုပ်ရပါတယ်2လပိုင်းနဲ့3လပိုင်းဖြစ်နေတဲ့လူတွေကဒီလ26ရက်နေ့မှာစတင်ပေးရမှာဖြစ်တဲ့အတွက်အခုပြည်ကနေစရင်ကြိုတွင်ပေးထားလို့လည်းရပါတယ်။ service မှာပါလဲဆိုလို့ရှိရင်တော့တစ်ခေါက်မှဒီတကူတဲ GFT တစ်ခေါက်မှမဖြေဘူးတဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်း ID ယူပေးရပေါ့နော်။ ID လည်းယူပေးတယ်။ဒီ ID ယူပေးတာနေစပြီးတော့မှစာမင်းပွဲဖြေလို့အောင်လက်မှတ် PDF ဖိုင်ထုတ်ပတဲ့ဒီတာဝန်ယူဆောင်ရွက်ပေးပါတယ်။အဲ့ဒါအပြင်ကိုဒီကိုကတခါမှမဖြေဘူးလှုပ်ထုံးလုံးနေတွေမတီးဘူးဆိုလို့ရှိရင်တခြားလေးရှင်းပြပေးရပေါ့နော်ဒီလိုဖြေရတယ်တော့ဖြေလို့ရှင် passport တောင်မလို့ရှင်မှတ်ပုံတင် notary လိုအပ်တယ်ဆိုတာမျိုးအတည်ပြုစာရွက်လိုတယ်ဆိုတာမျိုးအကုန်လုံးကိုတာဝန်ယူဆောင်ရွက်ပေးတယ်တခြားလေးရှင်းပြပေးပါတယ်နော်ဒီငွေချေရတယ်ပေါ့တကုတေးဒီ JLPT တို့ဘာလို့ကြာတော့ဒီ KB တွေနဲ့ချေရပါမယ်ဒီတကုတေးကြာတော့ visa ကတ်နဲ့ချေရပါတော့တကုတေး GFT က visa ကတ်နဲ့ချေရတဲ့ခါမှာတချို့တွေကတော့ကိုယ်ပိုင် visa ကတ်ရှိရဆိုလို့ရှင်ရတယ်အဲ့ဒီ visa ကတ်ထဲမှာအဲ့ဒီသူတို့ကိုယ်ပိုင် visa ကတ်နဲ့ခြေပေးတယ်ဒါပေမဲ့တချို့က visa ကတ်မရှိဘူးဒီမလိုအဲ့လိုမလုပ်ထားဘူးလို့ရှင်အလိမ္မာရဲ့ visa ကတ်နဲ့ငားပြီးတော့မှခြေပေးရပေါ့နော်တခုတော့ရှိတယ်တခုဆိုတာ visa ကတ်ထဲမှာငွေတွင်းလို့ရှိရင်2000ဖြတ်တယ်ပေါ့နော်ဒါကတော့အလိမ္မာမဟုတ်ဘူး service တမာတိုင်းလူတိုင်းကိုမေးကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါ2000တွေကတော့ကောက်ပါတယ်နော်ဒါပေမဲ့သူကတစ်ခါထည့်2000ပဲကောက်တဲ့အတွက်တငယ်ချင်း9ယောက်စုအပ်တယ်ဆိုလို့ရှိရင်9ယောက်လုံးစားကိုလည်း2000ပဲကြာမှာပါတငယ်ချင်း2ယောက်စုအပ်တယ်ဆိုလို့ရှိရင်2000ပဲကြာမှာပါတယောက်တည်းပဲအပ်တယ်ဆိုလို့ရှိရင်လေ2000ကြာမှာပေါ့နော်ဒါလေးတော့ရှိပါတယ်စုအပ်လို့ရှိရင်တော့လေ2000ပဲကြာမှာတယောက်2000မကောက်ပါဘူးနော်အဲ့အားလေးတော့ရှိပါတယ်ရှင့်ဒီဖောင်ကြီးပေါ့နော်ဖောင်ကြီးပြီဆိုလို့ရှိရင်လေဖောင်ကြီးမစခင်အရင်ဆုံး file service fee လေးကိုပြောလိုက်မယ်ပေါ့နော်ဒီအလိမ္မာယူတဲ့ service fee လေးကခိုင်းကောဆိုရင်မြန်မာပိုင်း1000ဂျပန်ပိုင်း1000ယူပါရယ်နော်အဲ့ဒါပြင် visa ကတ်ဖြတ်ခ2000ပေါ့နော်အဲ့ဒါဆိုရင် service fee အပီးစီးပါနော်တခြားကျန်တဲ့ GFT စားတောက်ဆိုင်စားတောက်ကုန်ဟိုတယ်အကုန်လုံးကတော့ service fee 1000ခွဲပဲယူပါတယ်နော်အဲ့ဒါကိုမှ visa ဖြတ်ခ2000နဲ့19000ဆိုရင် service fee အပီးအစီးပါပဲဒါလေးတွေကတော့ ဖောင်ကြီးလေးတွေပါနော်ဖောင်ကြီးကတော့GFT exam ဆိုရင်30 USD 36ဒေါ်လာအမျိုးမျိုးရှိပါတယ်เนาะအစားစားအဲ့ဒါတွေကိုတော့အခုပေါက်စီအတိုင်းတွက်ချက်ပြီးတော့မှဖောင်တင်ပေးပါတယ်ဒီပေါက်စီအတိုင်းယူထားပြီးတော့အတိအကျပဲဖြတ်ယူတာကိုမှဒီ visa ကတ်ငွေချေပြီးတဲ့အချိန်မှာငွေလက်ကျန်1000ကျန်နေဖြစ်စေ2000ကျန်နေဖြစ်စေ screenshot နဲ့ပေါ့နော်ဒီလောက်ဖြတ်သွားတယ်ဆိုတော့ screenshot နဲ့အတူကျန်တဲ့ငွေတွေကိုလည်း KB ကနေပြီးတော့ KB ဖြစ်စေတခြားဝေးပေးပေါ့ ERP မျိုးပြန်အမ်းပါတယ်နော်ဒီအလိမ္မာတပြားတစ်ချက်မှ service fee ရလို့တပြားတစ်ချက်မှမယူပါဘူးအရင်တော့ရင်ပေါ့နော်အရင်တော့ဆိုတော့တချို့ကဒီလို app ပေးတယ် service ကလည်းအဆင်ပြေတယ်အကုန်လုံးအဆရတောင်းယူဆောင်ရွက်ပေးတယ်1000ပို့တယ်900ပို့တယ်2000ပို့ဆိုတော့တချို့ကတော့ပြန်မယူရလေးတော့ရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့ပြန်ယူမယ်ဆိုလို့ရှိရင်လည်းပြန်ယူမယ်ဆိုလို့ရှိရင်မဟုတ်ပါဘူးတခါလေး fountain ပြရတယ် screenshot ပြရပေါ့နော်အမကြီးဒီလောက်ဖြစ်သွားတယ်ဒီလောက်ပို့တယ်ညီမလေးဒီလောက်ဖြစ်သွားတယ်ဒီလောက်ပို့တယ်ဆိုပြီးပြရပေါ့နော်ပြန်ပြီးတော့ငွေလင်လွှဲပေးပါတယ်ဒါကြောင့်မလို့ယုံကြည်ကြည်နဲ့စာပင်အနိုင်ပါတယ်တခြားဆောင်ဝင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ဖောင်တင်တာနဲ့ပတ်သက်ပြီးတော့ဖြစ်စာပင်မအရင်တော့မှဒီလာပြီးတော့မေးမြန်းလို့ရပါတယ်နော်တခြားလေးအားလုံးကိုဖြစ်ပြီးမှဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်